ဇနီးနဲ့သားလေးရှိပေမယ့် LGBT ဖြစ်နေလို့ LGBT ဇာတ်ရုပ်ကိုပြည်ပြနေတဲ့နေတိုးရဲ့လူသိမခံတဲ့အတွင်းရေးထွက်လာတာမန်ယောက်ျားမဟုတ်ပဲ LGBT ဆိုပြီးထင်ကြေးပေးခံနေရတာကနေတိုးပါအားလုံးသိကြတဲ့အတိုင်းမြန်မာပြည်ကမင်းသားတွေအားလုံးထဲမှာ LGBT character နဲ့အလိုက်ဖက်ဆုံးမင်းသားကိုပြပါဆိုရင်နေတိုးကိုပဲပြရမှာပါတကယ်ဆိုရင်မြန်မာပြည်မှာရုပ်ရှင်မင်းသားတိုင်းလိုဟာ LGBT ဇာတ်ရုပ်ကိုတရုပ်ဆောင်ပူပါတယ်တိတိကျကျပြောရရင်ကနဝင်မင်းသားကျော်ရင်ကစားလို့ယောက်ျားပြီးသားပါတယ်ဆိုတဲ့ဒွေလွင်မုံနောက်ဆုံးပြည်တီဦးမြင့်မြတ်အထိ LGBT character ကိုတရုပ်ဆောင်ပူပါတယ်။နောက်ဆုံးခုဆုံးအေဂျင့်မောင်တော် LGBT character ကိုတရုပ်ဆောင်နေပါပြီ။ဒီလိုမင်းသားအလုံးက LGBT character ကိုတရုပ်ဆောင်ပူပေမဲ့ LGBT character နဲ့ live ပတ်ဆုံးဖြစ်နေတာကမင်းသားနေတိုးပါ။နေတိုးကရုပ်ရှင်လောကမှာဆွေဆောင်ရမင်းသားတစ်လက်လို့ပြောရင်လည်းမမှားပါဘူး။နေတိုးဟာအချက်အလွန်ဇက်ကြံဟာတာစတဲ့ character မျိုးစုံဇက်ကောင်မျိုးစုံကိုအကောင်းဆုံးတရုပ်ဆောင်နိုင်ပါတယ်။ဒီလို character အများကြီးကိုနေတိုးကတရုပ်ဆောင်နိုင်တဲ့အထက်မှာအလိုက်ဖက်ဆုံးဖြစ်နေတာကတော့စောနကပြောတဲ့နေတိုးရဲ့ LGBT character ပါပဲ။နေတိုးဟာမာမီရှိန်တာတီကြီးဇက်ကားမှာမိန်းမရှာတယောက်ရဲ့ပုံစံကိုအသက်ဝင်ပြပြင်းဆုံးတရုပ်ဆောင်နိုင်တာပါ။ဒါကြောင့်နေတိုးရဲ့တရုပ်ဆောင်ပုံကိုလူတွေကချီးကျူးနေကြတာဖြစ်ပါတယ်။အခုဆိုနေတိုးရဲ့နောက်ထပ် LGBT character နဂရောကနာစီအသိန်းစရုပ်ကိုမြင့်လက်တက်ပေမဲ့ရေးစည်းချက်နဲ့ရုပ်ရှင်မှာပရိသတ်တွေကမြင်တွေ့ရတာဖြစ်ပါတယ်။နေတိုးဟာမြင့်လက်တက်ပေမဲ့ရေးစည်းချက်နဲ့ရုပ်ရှင်စကားကြီးမှာနဂရောအသိန်းဆိုတဲ့ LGBT character ကိုအသက်ဝင်လာအောင်တရုပ်ဆောင်ပြခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်နဂရောတယောက်ရဲ့ဘဝမှာတူတူမလေးတွေကိုပညာတတ်ကြီးတွေဖြစ်အောင်ရှာဖွေကျွေးမွေးပြုစုပြောင်းထောင်ပေးတဲ့ခန်းဒီမှာနေတိုးရဲ့တရုပ်ဆောင်ချက်တွေကတကယ့်ကိုပြောင်းမြောက်လို့ပရိသတ်တွေကဒီနှစ်တော့နေတိုးအကယ်ဒမီတေချာပြီလို့တညီတညွတ်ထဲထင်ကြေးပေးနေကြတာပါဒီလိုနေတိုးကမိမရှာဆက်ရုပ်ကိုတရုပ်ဆောင်နိုင်တယ်လို့နေတိုးနဲ့ပတ်သက်တဲ့ကောလာဟာလာသတင်းတွေကထွက်လာတာဖြစ်ပါတယ်အဲ့ဒါကတော့ဗီဒီယိုစမှပြောထားသလိုနေတိုးဟာ LGBT စစ်တယောက်ဖြစ်နေတယ်ဆိုတာပါပဲတချို့သောသတင်းတွေအရနေတိုးဟာကိုရိုင်းကရအောင်လို့ LGBT တယောက်ဖြစ်နေရကြောင်းနဲ့ဒီလိုမျိုး LGBT character ကိုအကောင်းဆုံးတရုပ်ဆောင်နိုင်တာလို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်နေတိုးကဂေးဖြစ်နေတဲ့ဆိုတဲ့သတင်းတွေဟာတာတီကြီးနဲ့မာမီရှင်ရုပ်ရှင်ဇာတ်ကားထွက်ကြတဲ့ကကောလာဟာလာသတင်းတွေထွက်နေတာပါဒီလိုသတင်းတွေထွက်တာကလည်းနေတိုးဟာအုပ်စဘောရုပ်ကျော်စော်ကြည့်ပဲဖြစ်နေပေမယ့်တခြားမင်းသားတွေလိုရီးစားတော်မထားပဲမိန်းမတွေနဲ့ကင်းငယ်ရှင်းရှင်းနေလို့နေတိုးက LGBT2 ဆိုတဲ့ကောလာဟာလာတွေထွက်ခဲ့တာဖြစ်ပါတယ်နေတိုးဟာအသက်40ကျော်တဲ့အထိလက်မထပ်ခဲ့လို့လေပိုပြီးကေးဖြစ်မယ်လို့ထင်ကြတာပါဒါပေမဲ့လည်းနေတိုးဟာသူကအများထင်ထားသလို LGBT မဟုတ်ပဲယောက်ျားစစ်စစ်ဖြစ်ကြောင်းဇနီးကျော်လေးနဲ့လက်ထက်ကသားလေးတယောက်ယူပြထားတာဖြစ်ပါတယ်ဒါပေမဲ့လည်းလူတချို့ရဲ့ရှင်ဘတ်ထဲမှာတော့နေတိုးဟာ LGBT2 ဖြစ်တယ်ဆိုတဲ့တန်တရားကရှိနေတော့မှာပဲအထူးသဖြင့်နေတိုးဟာဇနီးတဲ့မတ်သေးစုမြတ်ရွှေနဲ့ခန္ဓာပွဲဒီမှာတတိုင်းမှာအသက်ပါလာတဲ့နှွေးထွေးတဲ့ဆက်ဆံရေးမရှိတာအတင်းလုံးယူထားတဲ့ပုံစံတွေကြောင့်နေတိုးဟာ LGBT လားဆိုပြီးထင်နေကြတာပါတကယ်တော့နေတိုးဟာ LGBT မဟုတ်ပဲယောက်ျားစစ်စစ်ဖြစ်နေတယ်လို့ဆိုနိုင်ပါတယ်ဒါကြောင့်ပဲတားလေးကိုမွေးထားတာပါနေတိုးက LGBT ဆိုဒီလိုကလေးယူမှလည်းမဟုတ်ပါဘူးတကယ်တော့နေတိုးကိုလူတွေက LGBT လို့ထင်ကြတာဟာနေတိုးရဲ့ပိုင်နိုင်တပ်ပါလွန်တဲ့တရုပ်ဆောင်ချက်တွေကြောင့်လို့ဆိုရမှာပါပရိသတ်တို့ရော LGBT character ကိုပိုင်နိုင်လွန်တဲ့နေတိုးအပေါ်မှာဘယ်လိုမြင်ကြပါသလဲဆိုတာပြောသွားကြပါအောင်ရှင်